ဒီဗီဒီယိုလေးကတော့ထူးဆန်းတဲ့စွမ်းအားတစ်ခုရရှိသွားတဲ့မိန်းကလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒီမိန်းကလေးက2026ခုနှစ်မှာချမ်းသာပါစေလို့တနရှင်နမင်းကြီးစီမှာဆူတောင်းနေတာပါဒါပေမဲ့မထင်မှတ်ပဲသူမတစ်ဆက်နှစ်လုံးလုံးကိုးကွယ်လာခဲ့တဲ့နမင်းကြီးကတကယ်ကိုထင်ပြလာပြီးသူမရဲ့တရားတရားကိုအတိအမှတ်ပြုတဲ့အနေနဲ့တနရှင်မျက်လုံးအစုံကိုလက်ဆောင်ပေးလိုက်ပါတယ်။နမင်းကြီးပျောက်ကွယ်သွားတဲ့အခါမှာတော့သူမဟာပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတိုင်းရဲ့တန်ဖိုးအစစ်အမှန်ကိုမြင်နိုင်စွမ်းရှိသွားပါပြီ။ဒီစွမ်းအားကိုရှေးဟောင်းပစ္စည်းတွေမှာအသုံးချရင်ချက်ချင်းသူထေးဖြစ်တော့မယ်ဆိုတာသူမသိလိုက်ပါတယ်။သူမရှေးဟောင်းပစ္စည်းဈေးကိုသွားတဲ့အခါဒေါ်လာ2သိန်းတန်နဲ့ကြွေအိုးတစ်လုံးကိုတွေ့သွားပါတယ်ဆိုင်ရှင်ကတော့ဒါကိုတာမန်ပစ္စည်းအောက်မေ့ပြီးဒေါ်လာ9000နဲ့ရောင်းဖို့ပြောပါတယ်မိန်းကလေးကပါပါနဲ့ဈေးစစ်လိုက်တာနောက်ဆုံးဒေါ်လာ900နဲ့ပဲရလိုက်ပါတယ်သူမအဲ့ဒီအိုးကိုရှေးဟောင်းပစ္စည်းကျွမ်းကျင်သူစီယူသွားတဲ့အခါမှာတော့ကျွမ်းကျင်သူကဒါဟာတကယ်ရှေးဟောင်းပစ္စည်းအစ်စ်ဖြစ်ကြောင်းအတည်ပြုပြီးဒေါ်လာ2သိန်းနဲ့ချက်ချင်းဝယ်လိုက်ပါတယ်ပိုက်ဆံတွေအများကြီးရလာတဲ့အခါသူမမုန်းဆိုင်တစ်ဆိုင်ကိုသွားပါတယ်အဲ့ဒီမှာနေရန်မှာချိတ်ထားတဲ့ပန်းချီကားတွေတဲကမြင်းပန်းချီကားတစ်ချက်ဟာဒေါ်လာ16တန်းတန်နေတာကိုမြင်လိုက်ရပါတယ်ဆိုင်မန်နေဂျာကတော့ဒါတွေကိုအလှဆင်ပစ္စည်းဖြစ်ပဲသဘောထားပြီးတစ်ချက်ကိုဒေါ်လာ3000နဲ့ရောင်းလိုက်ပါတယ်။ပန်းချီကားတွေကိုကျွမ်းကျင်သူစီယူသွားတဲ့အခါအစပိုင်းမှာတော့ပညာရှင်တွေကဒါကိုအတုလို့ထင်ကြပါတယ်။ဒါပေမဲ့နောက်ထပ်ပညာရှင်တစ်ယောက်ကဒါဟာနမေကျော်ပန်းချီဆရာကြီးတစ်ယောက်ရဲ့လက်ရအစ်စ်ဖြစ်ကြောင်းသိသွားပြီးဒေါ်လာ16တန်းနဲ့ချက်ချင်းဝယ်ယူလိုက်ပါတယ်။အဲ့ဒီနောက်သူမရဲ့သူငယ်ချင်းကအဖေဖြစ်သူအတွက်ရှေးဟောင်းစာအုပ်ဝယ်ပေးဖို့အကူအညီတောင်းပါတယ်။သူမဟာတန်းနဲ့ချီတန်းနဲ့ရှေးဟောင်းစာအုပ်တွေကိုဒေါ်လာ9000နဲ့ပဲရအောင်ဝယ်ပေးနိုင်ခဲ့ပါတယ်။မွေးနေ့ပွဲရောက်တဲ့အခါကျွမ်းကျင်သူကဒီစာအုပ်တွေဟာဒေါ်လာ9တန်းတန်နဲ့လို့ပြောပါတယ်။ဒါတင်မကသေးပါဘူးစာအုပ်ကြားထဲမှာဝတ်ထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့တစိတ်ခေါင်းတွေကိုပါထပ်တွေ့လိုက်ရတဲ့အခါအားလုံးအန်လာမင်သက်သွားကြပါတော့တယ်အဲ့ဒီတစိတ်ခေါင်းတွေကတင်ဒေါ်လာတန်း90ကျော်တန်ကြီးရှိနေလို့ပါပဲအဲ့ဒီလူကအမြန်ရှောင်တိန်ပြီးလေကားပေါ်ကနေခုန်ဆင်းသွားတယ်ပြီးတော့သူကကြီးစံတွေကိုအမြန်ပြန်ဖြည့်ပြီးပြန်ပစ်လိုက်တယ်လို့ဝတ်ထားတဲ့လက်နက်တစ်ခုကိုထုတ်ပြီးပြပောက်လိုက်ပေမဲ့လည်းဟိုလူကအားလုံးကိုအလွယ်တကူရှောင်တိန်နိုင်ခဲ့ပြီးအမြင့်ကနေခုန်ဆင်းကအဲ့ဒီလူစီအမြန်ပြေးသွားခဲ့ပါတယ်သူမကတွက်လက်တဲ့ခြေထောက်ဆွမ်းရည်နဲ့တိုက်ခိုက်ခဲ့ပေမဲ့သူမရဲ့ဒုတိယမြောက်ကန်ချက်ကတမနီပြားကိုထိမိသွားတယ်လို့ပါပဲအန်နီကတွက်လက်ပေမဲ့မကြခင်မှာပဲအေးနေလာခဲ့ပါတယ်သူမကနောက်ကိုခုန်ဆင်းပြီးရှောင်တိန်ဖို့ကတ်လွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးအဲ့ဒီလူကနောက်ကနေအပြင်းထန်လိုက်နေတော့မှပဲသူမကအိတ်ထဲကနေလက်နက်ကိုအမြန်ထုတ်လိုက်ပါတယ်အဲ့ဒီလူကလက်ကိုမြောက်ပြီးနောက်ထပ်တစ်ချက်ပြေးလိုက်ပြန်ပါတယ်အန်နီရဲ့အထက်လူကြီးကမလန်မကန်ကနေကြည့်နေပြီးအမျိုးသမီးနင်ဂျာတယောက်အနေနဲ့သူမရဲ့ခွန်အားကိုစမ်းသက်နေတာပါအန်နီကအဲ့ဒီလူကိုအလွယ်တကူနှိမ်နှင်းနိုင်လိမ့်မယ်လို့သူထင်ခဲ့ပေမဲ့မမျှော်လင့်ပဲအန်နီတယောက်အဲ့ဒီလူရဲ့လက်ချက်နဲ့လဲပင်းညစ်ခံလိုက်ရပါတယ်အရေးကြီးတဲ့အချိန်မှာအန်နီကလျှက်စစ်ရှော့တိုင်တန်ကိုထုတ်လိုက်ပေမဲ့သူမအန်တသွားတာကအဲ့ဒီလူရဲ့တိုက်ခိုက်ရေးစွမ်းအားကအလွန်ပြင်းထန်နေတာပါပဲအားကောင်းတဲ့လျှက်စစ်စီးကြောင်းအောက်မှာတောင်သူကအန်နီကိုလဲကျအောင်မလုပ်နိုင်ခဲ့ပါဘူးအန်နီကတော့ဒီတစ်ခါငါတော့သွားပြီလို့ထင်နေတော့မှပဲအဲ့ဒီအချိန်မှာပဲသွားကြထိုးတစ်ခုကလျှက်စီးလိုမျက်နှုံးနဲ့အဲ့ဒီလူရဲ့လက်မောင်းကိုထိမှန်သွားပါတယ်သူကခေါင်းလှည့်ပြီးအမြန်ပြန်ပစ်လိုက်ပေမဲ့နင်ဂျာရဲ့အရှိန်ကအယမ်းမြန်လုံးလို့မကြခင်မှာပဲအဲ့ဒီလူကိုထိန်းချုပ်နိုင်ခဲ့ပါတယ်ဒါတွေကဂျပန်နိုင်ငံကမြေအောက်နင်ဂျာတွေပါသူတို့ရဲ့ကိုယ်ခံပညာကအတော်လေးကိုနည်းနည်းပါတယ်အဲ့ဒီလူကဘလောက်ပဲစူးစမ်းပါစေသူတို့ကအမြဲတမ်းဖြည့်ရှင်းနိုင်မဲ့နေလန်းကိုရှာတွေ့ပြီးအလွယ်တကူဖောက်ထွက်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူကလည်းပင်ညစ်တဲ့နေစနစ်ကိုသုံးပြီးအဲ့ဒီလူကိုအနိုင်ယူလိုက်ပါတယ်သက်ဆိုင်ရာစည်ရင်းစရာတွေအရဂျပန်မှာနင်ဂျာပေါင်း2သိန်းလောက်ပုံအောင်နေပြီးတယောက်ချင်းစီကထိတ်တန်းတွေကထိတ်တန်းတွေပါပဲ